ဒီညီမလေးမေးထားတဲ့မိကုံးလေးကိုဖြည့်ပေးမယ်ပေါ့နော်။ तू online shop လုပ်နေရဲ့တဲ့။ဒါပေမဲ့ तू အိမ်မပိုင်တော့ကြတော့ तू ရောင်းတဲ့အင်ကြီးတွေကို तू ဝတ်ပြလို့မရဘူး။အဲ့တော့ तू model မှာဝတ်ချင်တယ်ဘယ် EI ကိုသုံးရမလဲပေါ့နော်။အဲ့တော့ကျမကတော့ CapCut ကိုသုံးပြပါမယ်။အဲ့တော့ CapCut ကကျတော့ဒီလို AI features တွေသုံးမယ်ဆိုရင်တော့ तू ရိုးရိုးတော့မရဘူးပြီး premium တော့ဝယ်သုံးရတယ်ပေါ့နော်။ဒါပေမဲ့ဈေးသက်သာတဲ့ premium အဲ့တော့ကျမကတော့အများနဲ့ CapCut ကို premium ပဲသုံးတယ်ပေါ့နော်။အဲ့တော့အဲ့မှာ CapCut ထဲကိုဝင်ပြီးလို့ရှိရင်အဲ့မှာ auto ဆိုတာလေးကိုနှိပ်လိုက်မယ်။နှိပ်လိုက်လို့ရှိရင်အောက်နားမှာ AI fashion model ဆိုတာရှိတယ်။အဲ့တော့ကိုကအဲ့ဒါလေးကိုနှိပ်လိုက်ပြီးတော့လို့ရှိရင်ကိုကအဲ့ model မှာဝတ်ချင်တဲ့အင်ကြီးကိုပုံလေးကနေရွေးမယ်ပေါ့နော်။ရွေးတယ်အဲ့ဆိုဒီမှာဒီအင်ကြီးလေးဝတ်ချင်တယ်ဆိုရင်ဒီအင်ကြီးလေးကိုရွေးလိုက်တယ်။ရွေးလိုက်ပြီးလို့ရှိရင်ကိုကဘယ် model မှာဝတ်မှာလဲပေါ့နော်။ model post တွေမျိုးမျိုးပေးထားတယ် model ပုံစံတွေမျိုးမျိုးကိုကြိုက်တဲ့ model ကိုရွေးလို့ရတယ်။အဲ့တော့အဲ့မှာရွေးလိုက်ပြီးတော့လို့ရှိရင်အဲ့အောက်မှာ generate ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်လို့လေးထွက်လာပါတယ်အဲ့တော့ main ကလေးအင်ကြီးတွေပဲမဟုတ်ဘူးယောက်ျားလေးအင်ကြီးတွေကလူကြီးအင်ကြီးတွေကအကုန်လုံးကိုလုပ်လို့ရပါတယ်အဲ့တော့ကျမတို့ဒီCapCut ကို premium သုံးချင်တယ် premium ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကျမအရင်ပြောနေကြအတိုင်းပဲဒီ premium account 24ဆို account မှာတော်တော်ပြောမှဝယ်လို့ရပါတယ်အဲ့ဒါလေးကိုပြောပြပေးရပါရှင်